ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြပေးမှာကတော့ရာသီမြေရွေးတစ်နှစ်ပတ်လုံးပွင့်ပြီးတော့ရနံ့တင်းတင်းလေးနဲ့အရန်ကိုလှပတဲ့မဟာဒေဝီပန်းမင်လေးတွေဖြစ်ပါတယ်ခင်ဗျာသူကလေထိုင်းဆန်မျိုးလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အပင်အကျန်းခံတဲ့ရိုးရံကြီးတယ်ပြီးတော့ပန်းကလေးတွေဆိုရင်လည်းပန်းသားထူပြီးတော့မှအရန်ကိုလှပပါတယ်ခင်ဗျာကျွန်တော်တို့စီမှာလက်ကုံဆိုလို့ရှိရင်ဟောဒီပန်းလေးတွေကိုပန်းပါအနေနဲ့ရရှိမှာဖြစ်ပါတယ်ရန်ကုန်မြို့ရင်းဆိုရင်ကျွန်တော်တို့ဆိုင်မှာလူကိုယ်တိုင်လာရောက်ပြီးတော့ရွေးချယ်ဝယ်ယူနိုင်ပါတယ်ခင်ဗျာနေမာတွေဆိုရင်လည်းကျွန်တော်တို့3ရက်ကနေ9ရက်အတွင်းမှာခေတင်ပေးပါတယ်အရန်ကိုလှပတဲ့မဟာဒေဝီလေးတွေဖြစ်ပါတယ်ခင်ဗျာဒီမဟာဒေဝီလေးတွေကိုကျွန်တော်တို့ကပန်းပါတအိုးကို2100ကျပ်နဲ့ရောင်းချပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပြီးတော့လေဒီပန်းမင်လေးတွေကကျွန်တော်တို့ကအင်တာနက်ကနေယူသုံးထားတဲ့ပန်းမင်မဟုတ်ပါဘူးเนาะကျွန်တော်တို့ခြံမှာကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ဆေးတွေနဲ့စိုက်ထားတဲ့ပန်းမင်လေးတွေဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ဆေးစွမ်းနဲ့မစွမ်းဘူးဆိုတာလည်းပန်းမင်ကိုကြည့်ပြီးတော့မှကျွန်တော်ရေးရေးပြောရပါတယ်ခင်ဗျာဒါကြောင့်မို့လို့မိမိတို့အိမ်မှာစီးပွားလှလှပါတွေတိုးပြီးတော့မှရနံ့စင်းစင်းမူမူလေးနဲ့ရန်ကိုလှပါတဲ့ပန်းလေးတွေကိုစိုက်ချင်နေဆိုရင်တော့မဟာဒေဝီလေးတွေကိုစိုက်ဖို့အတွက်အကြံပေးချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျ